ဟုတ်ကဲ့ပရိသတ်ကြီးမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေတဖန်ပြလဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပြပေးသွားမှာကတော့ 1B ကဘာကြီးထဲမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးတစ်ခုပဲဖြစ်ပါတယ်သူတို့ရဲ့ကဘာကြီးထဲမှာတော့ Dragon Horn လို့ခေါ်တဲ့တမိုးကြီးတဲ့အမွေနှင်းတစ်ခုရှိခဲ့ပါတယ်ဒီရာကတော့လှုပ်ဝဲတဲ့စွမ်းအားတွေနဲ့ပြည့်နှက်နေခဲ့ပြီးတော့တရရောက်ကဒါကိုခိုးသွားခဲ့ပါတယ်ဘသူကခိုးသွားလဲဆိုတော့ဘသူမှမသိခဲ့ကြပဲနဲ့ပြန်ရှာမတွေ့နိုင်ကြတော့ပါဘူးခိုးခံလိုက်ရတဲ့အချိန်ကနေကငကားတွေပေါ်ထွက်လာကြပြီးတော့ငကားတွေကြောင့်ပဲငိမ့်ချမ်းရေးတွေကစတင်ပျက်စီးခဲ့ရပါတယ်ဒီလိုနဲ့အကြောက်တရားတွေနဲ့အတူပျက်စီးမှုဝမ်းနည်းမှုတို့ကကဘာကြီးကိုဖုံးကွယ်လာခဲ့ပါတယ်ဒါဆိုရင်တော့ဇလန်းလေးကိုစလိုက်ကြရအောင်ဇလန်းလေးရဲ့အစမှာတော့ရွာသားတွေကရှီယာနိုလို့ခေါ်တဲ့ယောက်ျားတစ်ယောက်ပြန်လာမယ်ဆိုတဲ့အကြောင်းဆွေးနွေးနေကြပါတယ်ဒီအချိန်မှာပဲတစုံတစ်ယောက်ကတော့စောင်းဆိုင်တစ်ဆိုင်မှာပတ်စံမပါလို့မောင်းထုတ်ခံနေရပါတယ်တခြားစောင်းဆိုင်တစ်ခုမှာတော့ပြန်ရောက်လာတဲ့ရှီယာနိုကရွာသားတွေအာအောင်ဆိုင်မှုကိုခံနေရပါတယ်သူကဓာသမားကောင်းတစ်ယောက်ဖြစ်ပြီးတော့ဘေးနဲ့တော့တက်ခိုင်းနိုင်တယ်လို့ပြောကြပါတယ်တစ်ဖက်မှာလည်းဓာသမားတစ်ယောက်ဖြစ်တဲ့ဆိုင်ပါရှင်ဖလေယာကလည်းရှီယာနိုတတိယနေပြီးတော့ပျော်ရွှင်စွာနဲ့ကြိုဆိုခဲ့ပါတယ်ဒီအချိန်ဘာမှမစားရသေးတဲ့ခုနကောင်လေးကလည်းဆိုင်ရဲ့ပတင်းပေါက်ကနေအစားတောက်အကျွေးကြံတွေကိုကြည့်ပြီးပိုက်ဆနေခဲ့ပါတယ်သဘောကောင်းတဲ့ Flare ကတော့ကောင်လေးကိုဆိုင်ထဲကိုခေါ်ပြီးတော့အစားတောက်တွေကိုအလကားကျွေးခဲ့ပါတယ်ဒီကောင်လေးရဲ့နာမည်ကတော့ Ruma လို့ခေါ်ပါတယ် Ruma သူ့အတွက်အစားတောက်တွေအကုန်လုံးကိုအလကားကျွေးတဲ့ Flare ကိုတာမန်ထက်ပို့ပြီးတော့အများကြီးကျေးဇူးတင်ခဲ့ပါတယ်ကျေးဇူးဆက်ဖို့အတွက်လည်းသူ့ရဲ့အသက်ကိုပါပေးနိုင်ကြောင်းပြောနေခဲ့ပါတယ်ရှီယာနိုကလည်းစားတောက်ဆိုင်အပြင်ကိုထွက်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့ဓာတ်အိမ်ကနေပြီးတော့ယူမာရဲ့ဓာတ်အိမ်ကိုတိုက်မိသွားခဲ့ပါတယ်ဒီလိုနဲ့ရူမာကထပြီးတော့ဓာတ်အိမ်ချင်းတိုက်မိတာဟာဓာသမားတွေအတွက်ဆင်ခေါ်တာပဲလို့ပြောခဲ့ပါတယ်ပြောပြီးတာနဲ့ရူမာတယောက်အလင်းမြန်မဲ့ခုတ်ဖြတ်လိုက်တဲ့အချိန်မှာပဲကြေးရုပ်ကြီးကိုထိပြီးတော့နှစ်ပိုင်းပြတ်သွားခဲ့ပါတယ်ရှီယာနိုကလည်းအမြန်အဆန်မှတုံ့ပြန်လိုက်ပြီးတော့တိုက်ပွဲကိုရပ်တန့်ခဲ့ပါတယ်ပြဿနာကဒီထက်ပိုမကြီးလာခင်မှာပဲရှီယာနိုတယောက်ကတော့ဆိုင်ထဲကနေထွက်သွားခဲ့ပါတယ်ဒါပေမဲ့တိုက်ပွဲကိုဒီလိုမျိုးအဆုံးမသက်ချင်တဲ့ရူမာကတော့သူ့ကိုယ်တိုင်ပွဲမျိုးတိုက်ခိုက်ဖို့အတွက်လှမ်းတောင်းဆိုနေခဲ့ပါတယ်ဒီချိန်မှာပဲဖလဲယာရက်တက်မှုတော့တားမြစ်နေခဲ့ပါတယ်ရူမာကလည်းဖလဲယာကြောင့်တိုက်ပွဲကိုရက်တက်ခဲ့ပါတယ်ရူမာကတော့ရှီယာနိုကဘယ်လိုလူမျိုးလဲဆိုတာကိုစိတ်ဝင်စားနေခဲ့ပါတယ်ဒီချိန်ရွာထဲကိုဘယ်အမှမသိတဲ့ဒေါက်တာဆိုတဲ့လူစိမ်းတယောက်ကဝင်လာခဲ့ပါတယ်အဖြစ်အပျက်တွေကတောက်လျှောက်ဖြစ်နေပြီးတော့ဖလဲယာနဲ့ရှီယာနိုတို့ကတရွာထဲမှာပဲမွေးခဲ့ကြပါတယ်သူတို့ရဲ့ရွာကိုငကားကြီးတစ်ကောင်ကမီးမှုတ်ဖျက်ဆီးခဲ့တဲ့အချိန်ရှီယာနိုကဖလဲယာကိုကယ်တင်ပေးခဲ့တယ်ဆိုတာကိုလည်းရူမာတယောက်သိခဲ့ရပါတယ်နောက်ဆုံးမှာတော့ရူမာငါတစ်နှစ်ဘယင်းနဲ့တိုက်ခိုက်ရမယ်လို့ပြောပြီးတော့စားကနေထွက်လာခဲ့ပါတယ်ရူမာတယောက်ရွာထဲမှာလက်ရှောင်နေတော့မှပဲခုနကဒေါက်တာဆိုတဲ့လူကသူ့ရဲ့ထဲအိမ်နဲ့ရူမာရဲ့ထဲအိမ်ကိုတမင်တကာလာတိုက်ခဲ့ပါတယ်ရူမာကလည်းဒေါသထွက်သွားပြီးတော့ဘသူလဲဆိုတော့လှည့်ကြည့်လိုက်တဲ့အချိန်ဒီလူရဲ့ပိုက်ထဲမှာဓာတ်ချောင်းဆိုင်နေတာကိုမြင်ခဲ့ရပါတယ်အဲ့ဒီလူကကြိုတင်ပြင်ဆင်ထားတာဖြစ်ပြီးတော့ရွာသားတွေကိုလည်းလှည့်စားဖို့လုပ်နေတာပဲဖြစ်ပါတယ်ရုတ်တရက်ဒီလူက Dragon Horn ကိုထုတ်လိုက်ပြီးတော့ကောက်မှုတ်လိုက်ပါတော့တယ်ဒီဖြစ်ပျက်ကရွာသားတွေအားလုံးတော်တော်လေးကြောက်ရွံ့စေခဲ့ပါတယ်ရွာသားတွေအားလုံးကရူမာကိုအပြစ်တွေဝိုင်းတင်နေကြပါတယ်ဖလေယာကလည်းဒီဖြစ်ပျက်ကတာမန်မဟုတ်ကြောင်းနဲ့သူငငယ်ကငကားတွေကြောင့်မြပြက်ခဲ့တဲ့ဖြစ်ရက်ကိုပါပြန်အမှတ်ရနေခဲ့ပါတယ်ဒီအချိန်မှာပဲရှီယာနိုကရောက်လာခဲ့ပြီးတော့သူကဒီ Dragon Horn ကတကယ်ပဲနှစ်ပေါင်းများစွာအခိုးခံခဲ့ရတဲ့မူရင်းအမွေနှစ်ဖြစ်ကြောင်းပြောခဲ့ပါတယ်သူကဒီရောင်ထိမ့်သိမ့်မှုတာဝန်ရှိတဲ့လူဖြစ်လို့သူစုံဖြတ်ချက်ချခဲ့တယ်လို့ပြောခဲ့ပါတယ်ရှီယာနိုကတော့ဇွဲရှိသူတယောက်ဖြစ်နေမိငုံးတွေပေးနေခဲ့ပြီးတော့ဒီရောင်ကာကွယ်ဖို့သူနေခဲ့မယ်လို့ပြောခဲ့ပါတယ်နောက်ဆုံးမှာတော့ရှီယာနိုကငကားအမျိုးကိုချီတက်လာလိမ့်မယ်လူတိုင်းဒီနေရာနဲ့အမြန်ဆုံးထွက်သွားကြလို့ရောသားတွေအားလုံးអော်ပြီးတော့တတိပေးခဲ့ပါတယ်တရွာလုံးကလူတွေမရှိတော့တဲ့အချိန်မှာပဲဖလေယာနဲ့ရူမာတို့နှစ်ယောက်ကဆိုင်ထဲမှာကြံနေခဲ့ကြပါတယ်ဖလေယာကလည်းရှီယာနိုကတယောက်တည်းမှကူညီဖို့အတွက်ဆိုင်ပြေကိုပြေးထွက်သွားခဲ့ပါတယ်ဒီအချိန်ရူမာဝင်တားခဲ့ပါတယ်မကြည့်နဲ့လို့ပြင်းထန်ပဲပြောခဲ့ပါတယ်တားနေကြတော့သူမတော့မရမကကြည့်ခဲ့ပါတယ်ဒီလိုနဲ့အမှန်တရားတွေကုန်ပေါ်ထွက်လာပါတော့တယ်အမှန်တော့ရှီယာနိုနဲ့ဒေါက်တာဆိုတဲ့လူနှစ်ယောက်က Dragon Horn အတူကြီးနဲ့ငကားကိုအကြောင်းပြပြီးရွာသားတွေအကုန်လုံးထွက်သွားဖို့စီစဉ်ခဲ့ကြတာပဲဖြစ်ပါတယ်ဒီလိုဘယ်သူမှမရှိတော့တဲ့အချိန်မှာပဲကြံနေခဲ့တဲ့ရွှေငွေရနာတွေကိုယူဖို့ကပဲသူတို့ရဲ့အစီအစဉ်ဖြစ်နေပါတယ်ဒီထက်ပိုဆိုးတာကတော့ဖလေယာငယ်တုန်းကသူတို့ရဲ့ရွာလေးမီးရှို့ဖျက်ဆီးခံခဲ့ရတာကလည်းဒီနှစ်ကောင်ရဲ့လက်ချက်ဖြတ်နေပြန်ပါတယ်ဖလေယာကိုကဲရီချင်းအောင်ဆောင်ပြီးတော့သူတို့ကြော်ကြဖို့အတွက်သာသူမအနားမှာနေခဲ့ကြတာပဲဖြစ်ပါတယ်ဒီလိုနဲ့ဖလေယာတယောက်ဆိုင်ထဲကိုပြန်ဝင်လာခဲ့ပြီးတော့သူယုံကြည်အားကိုးအားတဲ့လူတယောက်ကဒီလိုလူဖြစ်နေတယ်ဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့တော်တော်လေးကိုစိတ်ပြက်လက်ပြက်နဲ့ငိုယိုနေပါတော့တယ်ဒီအချိန်မှာရူမာကရှီယာနိုတစ်ချက်ထဲနဲ့ပိုင်းသွားခဲ့ပါတယ်မာစတာဆော့ရှီယာနိုတော့ကတော့အဆုံးသက်ဖြစ်သွားခဲ့ရပါတယ်သူအကိုအားတဲ့လူကသူ့ရှင်မနေတည်သွားတော့ဒေါက်တာဆိုတဲ့လူကတော့သွေးပြက်နေခဲ့ပါတယ်ဒေါက်တာဆိုတဲ့လူတယောက်ကြောင်အားလက်အားနဲ့ Dragon Horn အစ်စ်ကြီးကိုကောက်မှုတ်လိုက်ပါတော့တယ်ငါအခု Dragon Horn ကိုမှုတ်လိုက်ပြီးငကားကမင်းတို့လုတ်ပေးမှမဟုတ်ဘူးလို့ဒေါက်တာဆိုတဲ့လူကပြောခဲ့ပါတယ်ဒါပေမဲ့ရူမာကတော့ဂယူးမဆိုင်ပဲနဲ့သူ့ကိုပါတခါလေးရှင်းပြခဲ့ပါတယ်ချက်ချင်းပဲငကားကြီးကလည်းရောက်ချလာပါတော့တယ်ငကားတွေရဲ့ထုံးစံတိုင်းတရွာလုံးမီးမှုတ်ဖျက်ဆီးဖို့လုပ်ပါတော့တယ်နောက်တွေနဲ့ဖလေယာတယောက်ကလည်းစားသောက်ဆိုင်တွေကနေထွက်လာပြီးတော့ရူမာရဲ့ဓာရီကိုမျှော်လင့်နေခဲ့ပါတယ်Legendary ဆာမူရိုင်းပြီးရူမာကတော့ငကားကြီးရဲ့ကိုယ်ပေါ်ကိုခုန်တက်ပြီးတော့တစ်ချက်ထဲနဲ့ပဲခေါင်းကိုခုတ်ဖြတ်ခဲ့ပါတယ်တရွာလုံးမီးတွေမလောင်ခင်မှာပဲရူမာငကားကြီးကိုတားနိုင်ခဲ့ပါတယ်တိုက်ပွဲပြီးသွားတာနဲ့ရူမာဖလေယာစီကိုတန်းသွားခဲ့ပြီးတော့သူတို့နှစ်ယောက်သားစကားပြောလိုက်ကြပါသေးတယ်တရွာလုံးနဲ့ဖလေယာကလည်းရူမာကိုအတော်ကျေးဇူးတင်နေကြပါတယ်ဒီလိုနဲ့ငကားကြီးရဲ့ရန်ကနေတရွာလုံးကယ်တင်ပေးခဲ့တာမလို့ Legendary ဆာမူရိုင်းရူမာအဖြစ်စတင်သတ်မှတ်ခံခဲ့ရပါတယ်ရူမာသူ့ကိုအစားအသောက်တွေလက်ကားကျွေးခဲ့တဲ့ဖလေယာအတွက်အသက်ကိုယ်တော်စတေးပြီးတော့ကျေးဇူးဆက်ခဲ့ပါတယ်ဒါကတော့ဓာသမားတယောက်အတွက်ခုံယူရဆုံးလုပ်ရပဲဖြစ်ပါတယ်နောက်ပိုင်းမှာတော့ရူမာရဲ့အလောင်းဇွန်မီနဲ့ဇော်ရိုတို့ရင်ဆိုင်နေခဲ့ကြပါတယ်ဇွန်မီဖြစ်နေတဲ့အပြင်ပြပြဘက်ကလည်းဇော်ရိုဖြစ်နေတာမလို့သူ့ရဲ့အရှုံးကိုလက်ခံခဲ့ပါတယ်
ဒါသမားကောက်တစ်ယောက်ဖြစ်တဲ့ဇော်တို့အတွက်ဒူမာသူ့ရဲ့ဓာရှိစုကိုယုံယုံကြည်ကြည်နဲ့လက်ဆင့်ကမ်းပေးခဲ့ပါတယ်ဇော်တို့ကလည်းဓာတ်အုပ်ကိုင်းပြီးငါတို့နှစ်ယောက်သာတစ်ခေတ်ထဲမှာမွေးလာခဲ့မယ်ဆိုရင်ကောင်းပါပဲလို့ပြောခဲ့ရင်းနဲ့ပဲဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်ဟုတ်ကဲ့ပါပရိသတ်ကြီးတို့ကြည့်ကျင်တဲ့ကားလေးရှိလို့ရှိရင်လည်း comment နဲ့မှတ်သွားခဲ့လို့ရပါတယ်အခုတက်ဆက်ပေးတဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်เนาะ like အသေးလေးတွေလုပ်သားပေးပြီးတော့ဒီလိုဗီဒီယိုလေးတွေအမြဲကျွန်တော်တင်ဆက်ပေးနေတာမလို့အမြဲကြည့်ကျင်နေဆိုရင် subscribe နဲ့ follow တွေလုပ်သားခဲ့လို့ရပါတယ်ချန်နယ်တဲ့ဗီဒီယိုလေးတွေ share ပြီးတော့ channel လေးကိုလည်း support ပေးနိုင်ပါတယ်ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်